နှစ်ထောင်ဆက်သုံးခုနှစ်တွင်ကဘာတဝန်းလုံးကထူးဆန်းသောကပ်ရောဂါတစ်ခုပြန့်နှံ့လာခဲ့သည်မင်းရောဂါသည်လူများကိုအပြင်ဘက်လေဟာပြင်သို့ထွက်ရန်အလွန်အမင်းကြောက်ရွံ့လာစေပြီးအကယ်၍အပြင်သို့ထွက်မိပါကစက္ကန့်ပိုင်းတွင်တည်ဆုံးစေပါသည်မကြာမီတွင်ကဘာပေါ်ရှိမြို့တိုင်း၏လမ်းမများသည်လူသူကင်းမဲ့သောတောတိုင်းမြေများဖြစ်ကုန်ပါသည်ပညာရေးဆိုရဲဟာသူ့ရဲ့လုပ်ငန်းခွင်ထဲမှာပိတ်မိနေတာ3လရှိနေပြီဖြစ်ပြီးလုပ်ဖော်ကင်ဖက်တွေနဲ့အတူမြေအောက်ရထားလမ်းစီရောက်နိုင်မဲ့လမ်းကြောင်းတစ်ခုကိုကားပါခင်မှာတူးဆိုရင်အသက်ဆက်နေရပါတယ်ဒီနေ့မှာတော့တစုံတစ်ယောက်ကကားမှန်ကိုခွဲပြီးအဲလျင်ဆက်ကိုခိုးယူသွားတာကိုတွေ့လိုက်ရတဲ့အတွက်သူဒေါသထွက်ပြီးပုံမပြင်းပြင်းထန်ထန်တူးဆုမိရာကနေအဆောက်အဦပြင်ပကိုထွက်နိုင်မဲ့လမ်းကြောင်းကိုစတင်တွေ့ရှိခဲ့ပါတယ်အားလုံးထွက်ခွာဖို့ပြင်ဆင်နေကြတော့မှဘယ်နေ့ဟာသူ့ရဲ့အထက်လူကြီးဇိုဘရက်ထွာရဲ့အိတ်ထဲမှာအဲ့ဒီအဲလျင်ဆက်ရှိနေတာကိုသတိထားမိသွားပါတယ်ဘယ်နေ့ကအဲ့ဒီကိစ္စကိုရင်ဆိုင်မင်းမြန်းတဲ့အခါဇိုဘရက်ထွာကတခြားသူတွေကိုပြန်မပြောဖို့ကတိပေးရင်တီးတန့်စကားပြောဖို့သဘောတူလိုက်ပါတယ်ဘယ်နေ့ဟာဇိုဘရက်ထွာနဲ့စတွေ့ခဲ့ပုံကိုပြန်သတိရသွားပါတယ်လွန်ခဲ့တဲ့လပေါင်းများစွာကဇိုဘရက်ထွာဟာဝန်ထမ်းတွေအပေါ်ရက်စက်တဲ့သူဖြစ်လူသိများပြီးဘယ်နေ့ကိုလည်းပရောဂျက်မပြီးရင်အလုပ်ထုတ်မယ်လို့ရာဇသံပေးခဲ့သူပါအဲ့ဒီတုန်းကဘယ်နေ့ဟာအလုပ်တွေပြီးနေခဲ့လို့သူရေးစားနေကြနဲ့ညစ်စာအတူစားဖို့ချိန်ထားတာကိုနောက်ကျခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါနေတိချက်ကကလေးယူဖို့ကိစ္စကိုစကားဆက်ခဲ့ပေမဲ့ဘယ်နေ့ကအခုချိန်ဟာမတင်တော်သေးဘူးလို့ညင်းခဲ့ပါတယ်အဲ့ဒီနောက်မှာပဲအပြင်ထွက်ရမှာကိုအလွန်မင်းကြောက်တဲ့ယောဂဆိုးကြီးစတင်ပြန့်နှံ့နေပြီဖြစ်ကြောင်းသတင်းတွေကိုသူစတင်တွေ့ရှိခဲ့တာပါလက်ရှိအချိန်မှာတော့ဘယ်နေ့ကဇိုဘရက်ဆီယာကိုအပေးယူတစ်ခုကမ်းလှမ်းပါတယ်နေတိဘာစီကိုရောက်အောင်လိုက်ပို့ပေးမယ်ဆိုရင်သူစုဆောင်းထားတဲ့ရိတ်ခါတွေအားလုံးကိုပေးမယ်လို့ပြောပါတယ်ဇိုဘရက်ဆီကအဆမှညင်းပေမဲ့ဘယ်နေ့ကအဲလင်းခိုးထားတာကိုလူတိုင်းကိုပြောမယ်လို့ချိန်ချောက်လိုက်တဲ့အခါသဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်မြေအောက်ရထားလမ်းဥမင်တွေထဲကိုဝင်ခဲ့ကြပါတယ်လမ်းမှာလူများပြားနဲ့တင်းတဲ့တန်တွေကိုကြုံတွေ့ရပြီးဘူတာယုံတစ်ခုမှာဆယ်ကျော်တက်ကောင်လေးတစ်ယောက်ကအဲလင်းရကိုလူပြေးသွားပါတယ်ဘယ်နေ့နဲ့ဇိုဘရက်ဆီယာတို့ဟာဒီကောင်လေးနောက်ကိုလိုက်ရင်ရဲဟောင်းဖြစ်သူ့အကိုနဲ့ရင်ဆိုင်ရပါတယ်မြို့ပြင်ကလျှက်စစ်မီးတွေပြတ်တောက်သွားချိန်မှာဇိုဘရက်ဆီယာကရဲဟောင်းကိုတိုက်ခိုက်ပြီးတင်းနဲ့လူကပြစ်တက်လိုက်တယ်လို့ဘညင်းကလည်းကောင်လေးစီကနေအဲလင်းရကိုပြန်လဲရယူနိုင်ခဲ့ပါတယ်ဘိန်းနေဟာရေဗန်နေတဲ့မဖြစ်ခင်ရက်တွေကိုပြန်စဉ်းစားမိပါတယ်သူ့အိမ်ကြီးချင်းဟာအပြင်မထွက်တာလပေါင်းများစွာကြာနေခဲ့ပြီးသူ့လုပ်ဖော်ကင်ဖက်ရေဗက်ဟာလည်းအပြင်ကိုအတင်းဆွဲထုတ်ခံရတဲ့အခါတမှုဟုတ်ချင်းတက်ပြီးတေဆုံးသွားတာကိုမြင်ခဲ့ရပါတယ်လက်ရှိမှာတော့သူတို့နှစ်ယောက်ဟာမြေအောက်မြောင်းတွေထဲကနေတဆင့်ဘညွတ်ရဲ့တိုက်ခန်းအောက်တိတ်ကိုရောက်အောင်သွားကြပါတယ်ကက်စဖူးကိုတင်းနဲ့ပြစ်ဖောက်ပြီးပောက်ကွဲမှုဖြစ်စေကအဆောက်အဦထဲကိုဝင်နိုင်ခဲ့ပါတယ်သူ့တိုက်ခန်းထဲမှာတော့တခြားဒုက္ခသည်မိသားစုတစ်ခုရောက်နေတာကိုတွေ့ရပါတယ်ဘယ်နေ့ဟာနေလေးကြရဲ့ဓာတ်ပုံကိုပြပြီးမင်းမြန်းပေမဲ့သူတို့ကမတွေ့ဘူးလို့ပြောပါတယ်ဒါပေမဲ့ဘယ်နေ့ဟာနေလေးကခြံထားခဲ့တဲ့ဒေးစစ်စစ်ဓာတ်မှန်ပုံကိုတွေ့လိုက်ရတဲ့အခါမှာတော့နေလေးကြမှာကိုဝင်ရှိနေတာကိုသိလိုက်ရပါတယ်နေလေးကြဟာဘယ်နေ့ကလေးမလို့ချင်ဘူးဆိုတာကိုနားလည်သွားပြီးဝမ်းထဲကခွဲခွာသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီးဘယ်နေ့ဟာအပြင်ထွက်လိုက်တာနဲ့နေမကောင်းဖြစ်တာကြောင့်အဆောက်အဦထဲမှာပဲအမြဲတမ်းပိတ်မိနေခဲ့တာပါခီးဆက်ရင်လမ်းဆောင်တစ်ခုရောက်တဲ့အခါဘယ်နေ့ကအသေးချာရှိနိုင်မဲ့ဂုံတိုက်ကိုသွားချင်ပေမဲ့ဇိုဘရက်ဆီယာကတော့လေဖြတ်နေတဲ့သူ့ဖခင်ရှိရာဆေးရုံကိုသွားချင်နေပါတယ်နောက်ဆုံးမှာဘယ်နေ့ကဇိုဘရက်ဆီယာကိုကူညီဖို့သဘောတူလိုက်ပါတယ်လမ်းမှာသူတို့ဟာတိရစ္ဆာန်ယုံကလွတ်လာတဲ့ဝက်ဝံကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပြီးဘယ်နေ့ကဇိုဘရက်ဆီယာရဲ့အသက်ကိုကယ်တင်ပေးခဲ့ပါတယ်ဒါပေမဲ့ဇိုဘရက်ဆီယာရဲ့အဖေရှိတဲ့ဆေးရုံဟာမီးလောင်သွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါဇိုဘရက်ဆီယာဟာမျောလင့်ချက်ကုံဆုံးသွားပြီးကိုတက်တေဖို့ကြအိုးစားပေမဲ့ဘယ်နေ့ကတားစီကနေတိဘာစီလိုက်ပို့ဖို့တောင်းဆိုခဲ့ပါတယ်ဘယ်နေ့ဟာဂုံတိုက်ကိုရောက်သွားတဲ့အခါနေတိကြရဲ့သူငယ်ချင်းအီဘန်နီယာကိုတွေ့ရပေမဲ့အီဘန်နီယာဟာအပြင်ကိုမထွက်ရဲတာကြောင့်အဆောက်အဦပြိုကျပြီးတေဆုံးသွားခဲ့ပါတယ်ဘယ်နေ့လူဆိုးတွေရဲ့တိုက်ခိုက်ခြင်းကိုခံရချိန်မှာဇိုဘရက်ရဲ့ပြန်ပေါ်လာပြီးကယ်တင်ပေးခဲ့ပေမဲ့ဇိုဘရက်ရဲ့ကိုယ်တိုင်ပိုင်းမှာဓာတ်ထိုးခံလိုက်ရပါတယ်သူတို့နှစ်ယောက်ရုပ်ရှင်ရုံတစ်ခုတည်းရောက်တဲ့အခါလန်တစ်ဖက်ကတိုက်ခန်းမှာနေတိကြကိုလက်မြင်လိုက်ရပါတယ်ဇိုဘရက်ဟာတန်ရာပြင်းထန်နေပြီဖြစ်လို့ရှေ့ဆက်မလိုက်နိုင်တော့ပဲဘယ်နေ့ကိုလန်တစ်ဖက်ကအေဒေဂျာစီကိုအပြေးသွားဖို့နောက်ဆုံးမှကြားရင်တေဆုံးသွားခဲ့ပါတယ်ဂွာဘရက်ဆိုတာတေဆုံးသွားပြီးနောက်ဖဲနေဟာတေဘေးကိုအန်တူပြီးအပြင်ဘက်လေဟာပြင်ကိုတွားကလန်တစ်ဖက်ကအေဒေဘာစီကိုအောင်မြင်စွာကူးနိုင်သွားပြီးပြန်ဆောင်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအဲ့ဒီမှာပဲအခြေချပြီးသားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်ထူးခြားတာကသူတို့သားလေးဟာအပြင်ဘက်ကိုလွတ်လပ်စွာထွက်နိုင်ပြီးအဲ့ဒီယောဂတန်ကိုမခံရတော့တာပါပဲနှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ပင်းငင်းနဲ့နေတိကြတို့ဟာသူတို့သားလေးကိုအပြင်ကတခြားလူငယ်တွေနဲ့အတူလွှတ်ပေးလိုက်ပြီးကဘာတစ်ကိုပြန်လဲတီထောင်ဖို့မျှော်လင့်ချက်နဲ့ဆက်တိန်သွားပါတယ်